Hello ချစ်ပေါ်အားလုံးမင်္ဂလာဗျကွန်းတို့ဒီပြဖန်တာကွန်းတို့2026 3လပိုင်းနေ့ရက်နေ့မှာ6နေ့အထိဒါတစ်ပတ်စာတင်တိုင်းအောင်နေတဲ့မပြောက်ပတ်တီတစ်လုံးပိုင်းဖြစ်ပါတယ်โอเคပါဆိုတော့ကွန်းဒီနဲ့ဒီမပြောက်ပတ်တီတွေတင်လာဆိုလို့ရှိရင်ဒါဒီဘက်နဲ့ဆိုရင်တလားတိတိဖြစ်သွားပြီပေါ့နော်တလားကျော်တလားတိတိဖြစ်သွားပါပြီလုံးဝကိုမှ share အပေးချမ်းနေတယ်ပေါ့လေနော်ဆိုတော့မပြောက်ပတ်တီဆိုရင်လည်းသူကတော့ဟူးမကြုံပေါ့နော်အမြဲတမ်းထွက်နေတယ်အမြဲတမ်းဟူးမကြော်ပေါ့လေနော်โอเคဆိုတော့ဘာဖြစ်ဖြစ်ဒီပတ်တီတစ်လုံးလေးကိုစာတို့ငောင်းမြလိုက်တဲ့အခြေပေါ်တွေကအလုံးအကူမှအရှင်းစင်ပြီးတယ်ဆိုတော့ကွန်းတို့နော်မူဆိုင်ကိုမသွားခင်ဒါတော့ကွန်းတို့ဒီဟူးမကြော်အပတ်တိုင်းအမြဲခေါ်နေတဲ့ဟူးမကြော်ပတ်တီတစ်လုံးနဲ့တင်ကနန်လေးကွပြီးတဲ့ခါမှာတစ်ပတ်စာလေးလုံးခွေအတွက်ကိုအဖွဲ့ဝင်ကန်ဆယ်လို့တဲ့ကွင်းရဲ့ခြေပေါ်တို့ကကွင်းရဲ့ဘိုင်ယာဖုန်းနံပါတ်399260 553838ကိုဘိုင်ယာကနေတစင်တင်းဝင်ညနေ9:00နာရီနောက်ဆုံးထားပြီးတော့ကွန်းကိုဆက်သွယ်ပြီးလို့ရပါတယ်ဗောလေနော်ဟုတ်ပြီကွန်းကိုအမြဲတမ်းကွန်းဒီတပတ်စာကက်ဒီဖွင့်ခေါ်တိုင်းမှာအမြဲတမ်းအဖို့ကနေကြချစ်ပေါ်နေလူအောင်ချစ်ပေါ်တွေရတော့ဒါကွန်းကိုတက်နိုင်သမျှစောစောလေးဆက်သွယ်ပေးပေါ့နော်စောစောလေးဆက်သွယ်ပေးဘာပြောလူတစ်တွေရလဲဒါကွန်းကိုအယုံကြည်စိတ်ချစွာနဲ့တပတ်စာကက်တွေကိုအဖို့ဝင်ကစားလို့ရပါတယ်ပေါ့နော်ဆိုတော့ဒီကက်တွေကဟိုမကျော်ပဲဒီလုံးနေတင်ကန်၄ခွက်အဲ့ဒါလေကွန်းကအစောကြီးထွက်တယ်၄လုံးခွေရလဲအစောကြီးထွက်တယ်ဆိုတော့ကွန်းအနေနဲ့ကဒီဟိုမကျော်တကက်နဲ့နော်ဟိုမကျော်ပဲဒီလုံးတင်ကန်၄ခွက်တပတ်စာ၄လုံးခွေအဲ့ဒီနှစ်ကက်မှာတကက်မအောင်ဆိုလို့ရှိရင်ကွန်းကမခေါ်ဘူးပေါ့နော်ဘာလို့လဲဆိုလို့ရှိရင်ကွန်းကဒီတပတ်စာကက်တွေဆိုတာလေအောင်လို့ခေါ်နေရနော်ခေါ်လို့ရတာဖြစ်ပါတယ်ဒီလိုကြောင့်မလို့ကွန်းကိုတောက်ချောက်အားပေးတဲ့ချစ်ဖို့ဒုတိယချင်းကိုလည်းကျေးဇူးတင်ပါတယ်တကယ်လို့ကိုကရှုံးနေတယ်လူတစ်ချစ်ဖို့ယူပြောတာနော်ကိုကရှုံးနေတယ်နော်ကက်လေးတွေလိုက်ချင်တဲ့စာတို့ကက်လေးတွေနဲ့ပြန်ပြီးတော့နော်ကူစားပြီးတော့အမျက်ပြန်ပြီးတော့လိုချင်တယ်ကြွေးကြည်အမျက်ပြန်ပြီးတော့လိုချင်တယ်ဆိုတဲ့ချစ်ဖို့တွေကကွန်းကိုယုံကြည်စိတ်ချစွာနဲ့နော်special တီးတန်လေးဆက်သွယ်လို့ရပါတယ်ဆက်သွယ်တဲ့အခါမှာလည်းဖိုင်ပါတလိုင်းကလည်းဆက်သွယ်လို့ရပါတယ်ပေါ့နော်အခြားဖုန်းခေါ်ခြင်းလုံးဝမရပါဘူးလေနော်โอเคဆိုတော့ကျွန်တော်စလိုက်မယ်ကွန်းရှိမှာအချောင်းမျိုးကြောင့်အဖွဲမွေးနိုင်တဲ့ချစ်ပေါ်တွေကဒီကွန်း free ပေးတဲ့ပတ်တီတစ်လုံးကိုစားတော့မောင်းမြလိုက်မယ်လုံးဝကိုမှ share ဆင်ပြီးမယ်နော်ဟုတ်ပြီကွန်းကကွန်းရှိမှာတီးတဲ့အဖွဲဝင်ခြင်းလည်းရတယ်မဝင်ခြင်းဘူးဆိုလို့ချင်းလည်းဒီမှာကွန်းက free ပေးရဆိုကွန်းတို့စလိုက်မယ်စကားလေးပြောတာများပြီအမှားပါချင်းခုလောပါဆိုတော့ပထမဆုံးမူဆိုင်တစ်ခါဒီလိုရှိမှာဗျပထမမူဆိုင်ကဒီမှာကွန်းတို့တူတဲ့မူဆိုင်က၄ဆိုင်ရှိမယ်ပထမတစ်ဆိုင်ကဒလေးနှလုံးပေါင်းခြင်းနှစ်ခက်ဒလေးပေါင်း9ရဲ့နှစ်ခက်က3 okay အဲ့ဒီ3တလုံးပိုင်းကကွန်းတို့1ရက်2ရက်3ရက်4ရက်5ရက်တွင်မှာ3ပိုင်းနှစ်ချင်းတီဆွဲသွားတယ် okay ဒါဆိုကွန်းတို့ဒုတိယတစ်မှုဆက်သွားမယ်ဒုတိယတစ်မှုလည်းကွန်းတို့ဒီလိုရှိမှာဗျ3ကိုနှလုံးပေါင်းခြင်းနှစ်ခက်3ကိုပေါင်း2ရက်နှစ်ခက်က4 okay အဲ့ဒီ4တလုံးပိုင်းကလည်းလေးလုံးပိုင်းကွန်းတို့1ရက်2ရက်3ရက်4ရက်5ရက်တွင်မှာ4ပိုင်းနှစ်ချင်းတီဆွဲသွားခဲ့တယ်ဒါဆိုရင်ကွန်းတို့အနက်လေးနဲ့တတိယတမှုဆက်သွားမယ်အနက်လေးနဲ့တတိယတမှုကဒီလိုရှိမြင်ပြတဲ့3ည4 5 okay အဲဒီကွန်းတို့ကဒါလေးလုံးတဲ့ပေါင်းကြီးတိတ်မှာဖြစ်ပါတယ်တဲ့3ညမှာ1ရက်4ရက်ပေါင်းရ5နော်တလေးပေါင်း5 9ရက်ပေါင်း3ည okay အဲဒီ3ညတစ်လုံးပိုင်းကကွန်းတို့1ရက်2ရက်3ရက်4ရက်5ရက်တွင်မှာ3ညပိုင်း3ချိန်တီဆွဲသွားတယ် okay နောက်ဆုံးတမှုဆက်သွားမယ်နောက်ဆုံးတမှုကွန်းဒီလိုရှိမှာဗျခွင်းရှိငါအဲ့ဒီ3လို့တဲပေါင်းတိတ်မှာဖြစ်ပါတယ်။ Okay ပါ5.3ရက်ခွင်းပေါင်း3ည။ Okay အဲ့ဒီ3ညတစ်လုံးပိုင်းကကွနော်1ရက်2ရက်3ရက်4ရက်5ရက်တွင်မှာ3ညပိုင်း3ချိန်တိဆွဲသွားခဲ့။ဆိုတော့ကွနော်ဒီမှာလုံအောင်ကူမှာမူဆိုင်4ဆိုင်စလုံးလုံအောင်ကူမှာ share ပေးချမ်းပါတယ်ဆိုတော့ကွနော်ဒုတိယတစ်ခက်ကိုဆက်သွားမယ်။တော့တတိချိုင်းကြည့်ပြီနော်။ဒုတိယတစ်ခက်ရဲ့အနီလေးနဲ့ပလောင်းတမောလည်းဒီပေါ်ရဲ့ဖုန်းလိုင်းဖြစ်ပါတယ်။ဒီမှာကွနော်8 3ညနှလုံးပေါင်းခြင်းနှစ်ခက်8 3ညပေါင်း8ရဲ့နှစ်ခက်က1 okay အဲ့ဒီတစ်လုံးပိုင်းက1ရက်2ရက်3ရက်4ရက်5ရက်တွင်မှာ1ပိုင်းတစ်ချင်းနှစ်ချင်း3ချင်း4ချင်းတီဆွဲသွားခဲ့တယ် okay ဒါဆိုရင်ကွန်းတို့အနီလေးနဲ့ဒုတိယတမှုဆက်သွားမယ်အနီလေးနဲ့ဒုတိယတမှုကလည်းဒီပေါ်ရဲ့ဖုန်းလိုင်းဖြစ်ပါတယ်ဒီမှာကွန်းတို့3 5နှလုံးပေါင်းခြင်းနှစ်ခက်3 5ပေါင်း8ရဲ့နှစ်ခက်က1 okay အဲ့ဒီတစ်လုံးပိုင်းကကွန်းတို့1ရက်2ရက်3ရက်4ရက်5ရက်တွင်မှာ1ပိုင်းတစ်ချင်းနှစ်ချင်း3ချင်း4ချင်းတီဆိုတော့ခဲ့တယ် okay ဒါဆိုရင်ကွန်းတို့အနက်လေးနဲ့တတိယတမှုဆက်သွားမယ်အနက်လေးနဲ့တတိယတမှုကလည်းဒီပေါ်ရဲ့ဖုန်းလိုင်းဖြစ်ပါတယ်ဒီမှာကွန်းတို့4.38 okay အဲဒီကွန်းတို့4လုံးတဲပေါင်းကြီးတဲမှာဖြစ်ပါတယ်4 3ပေါင်း4ရက်တည်းပေါင်း5ရက်8ရက်ပေါင်း5ရက်8ရက်ပေါင်း3
โอเคအဲ့ဒီ3တလုံးပိုင်းကကွန်းတို့1ရက်2ရက်3ရက်4ရက်5ရက်အတွင်းမှာ3ပိုင်းနော်3ပိုင်းပြီးသွားခဲ့โอเคဒါဆိုရင်ကွန်းတို့နောက်ဆုံးတစ်မှုဆက်သွားမယ်နောက်ဆုံးတစ်မှုလည်းကွန်းတို့ဒီပေါ်ရဲ့ဖော်လာနိုင်ဖြစ်ပါတယ်ဗျဒီမှာကွန်းတို့9 6နေโอเคအဲ့ဒီ3လုံးတဲပေါင်းကြီးတိတ်မှာဖြစ်ပါတယ်9 6ပေါင်း1 1ရက်2ရက်ပေါင်းရင်3โอเคအဲ့ဒီ3တလုံးပိုင်းကလည်း1ရက်2ရက်3ရက်4ရက်5ရက်တွင်မှာ3ပိုင်းဆိုပြီးတော့3ပိုင်းလေးပြီးသွားခဲ့โอเคဒါဆိုရင်ကွန်းတို့နော်တတိယတစ်ခက်ကိုဆက်သွားမယ်တတိယတစ်ခက်ရဲ့အနီလေးနဲ့ brown တမူကဒီပေါ်ရဲ့ဖော်လာနိုင်ဖြစ်ပါတယ်ဒီမှာကွန်းတို့6 5နှလုံးပေါင်းခြင်းနှစ်ခက်6 5ပေါင်း1 1ရက်နှစ်ခက်က8โอเคအဲ့ဒီ8တလုံးပိုင်းကွန်းတို့1ရက်2ရက်3ရက်4ရက်5ရက်တွင်မှာ8ပိုင်း8ပိုင်း8ပိုင်းနဲ့ချင်းတီဆိုတော့ခဲ့ဒါဆိုရင်ကွန်းတို့အနီလေးနဲ့ဒုတိယတမူဆက်သွားမယ်ဒုတိယတမူကလည်းဒီပေါ်ရဲ့ဖော်လာနိုင်ဖြစ်ပါတယ်ဒီမှာကွန်းတို့1 3ညနှလုံးပေါင်းခြင်းနှစ်ခက်1 3ညပေါင်း1 1ရက်နှစ်ခက်က8โอเคအဲ့ဒီ8တလုံးပိုင်းကလည်း1ရက်2ရက်3ရက်4ရက်5ရက်အတွင်းမှာ8ပိုင်း8ပိုင်း8ပိုင်းနဲ့ချင်းတီဆိုတော့ခဲ့တယ်ဒါဆိုရင်ကွန်းတို့အနယ်လေးနဲ့တတိယတမူဆက်သွားမယ်အနယ်လေးနဲ့တတိယတမူက true 2မဟုတ်ဘူးဒီအပေါ်ရဲ့ဖော်လာနိုင်ဖြစ်ပါတယ်ဒီမှာကွန်းတို့8ခွင်3ညโอเคအဲ့ဒီလေးလုံးတဲပေါင်းကြီးတိတ်မှာဖြစ်ပါတယ်8ပေါင်းကြ6ရက်ခွင်ပေါင်း3 3ရက်3ညပေါင်းရင်3โอเคအဲ့ဒီ3တလုံးမှရကွန်းတို့1ရက်2ရက်3ရက်4ရက်5ရက်တွင်မှာ3ပိုင်း3ပိုင်း3ပိုင်း3လုံး3ပိုင်း3ချိန်တီဆက်သွားခဲ့တယ်เนาะတစ်ချိန်2ချိန်3ရက်တီဆက်သွားခဲ့တယ်โอเคဒါဆိုရင်ကွန်းတို့နောက်ဆုံးတမှုဆက်သွားမယ်နောက်ဆုံးတမှုကလည်းကွန်းတို့ဒီဘောရဲ့ဖော်လာနိုင်ဖြစ်ပါတယ်ဒီမှာကွန်းတို့ရှေး6ကိုโอเคအဲ့ဒီလေးလုံး3လုံးတဲပေါင်းတိတ်မှာဖြစ်ပါတယ်6 6ပေါင်း4 4 9ပေါင်းရင်3โอเคအဲ့ဒီ3တလုံးပိုင်းကကွန်းတို့1ရက်2ရက်3ရက်4ရက်5ရက်တွင်မှာ3တလုံး3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 ချိန်တီဆွဲသွားခဲ့တယ်โอเคလုံးဝကိုမှမူအမိုက်ဒါဆုံးကတော့တော်တော်လေးဆက်လိုက်မယ်နောက်ဆုံးတမူကိုဆက်သွားလိုက်မယ်โอเคနောက်ဆုံးတစ်ခါဆက်သွားလိုက်မယ်နောက်ဆုံးတစ်ခါရဲ့အနီလေးနဲ့ brown တမူပါဒီပေါ်ရဲ့ဖော်လာနိုင်ဖြစ်ပါတယ်ဒီမှာခွန်းတို့တလေးနှလုံးပေါင်းခြင်းနှစ်ခက်တလေးပေါင်း9ရဲ့နှစ်ခက်က3အဲဒီ3တလုံးပိုင်းကတစ်ပတ်စာအတွက်ဖြစ်တယ်နော်ဒါဆိုရင်ကတော့ဒုတိယတမူဆက်သွားမယ်ဒုတိယတမူကလည်းကိုယ်တို့ဒီပေါ်ရဲ့ဖော်လာနိုင်ဖြစ်ပါတယ်ဒီမှာခွန်းတို့လေးတေနှလုံးပေါင်းခြင်းနှစ်ခက်လေးတစ်ပေါင်း9ရဲ့နှစ်ခက်က3โอเคအဲ့ဒီ3တလုံးပိုင်းကလည်းတစ်ပတ်စာအတွက်ဖြစ်တယ်ဆိုတော့ကျွန်တော်အနယ်လေးနဲ့တတိယတမှုဆက်သွားမယ်တတိယတမှုကလည်းကျွန်တော်ဒီပေါ်ရဲ့ပေါ်နိုင်ဖြစ်ပါတယ်ဒီမှာကျွန်တော်384โอเคကျွန်တော်အဲ့ဒီလေးလုံးတေပေါင်းချင်းဒီမှာဖြစ်ပါတယ်388ပေါင်း8ရက်1ပေါင်း9ရက်4ရက်ပေါင်း9 3လုံးဝကိုမှရှင်းမှနေပြီဒါဆိုရင်နောက်ဆုံးတမှုကလည်းဒီပေါ်ရဲ့ပေါ်နိုင်ဖြစ်ပါတယ်ဗျဒီမှာကျွန်တော်386ခွင်โอเคအဲ့ဒီ3လုံးတေပေါင်းတိတ်မှာဖြစ်ပါတယ်306ပေါင်း6ရဲ့ခွင်ပေါင်း3โอเคအဲ့3တလုံးပိုင်းကတစ်ပတ်စာအတွက်လုံးဝကိုမှရှယ်ကောင်းတဲ့မှုဖြစ်တယ်နော်โอเคပါဆိုတော့ဒါလူကောင်းတွေကတော့ tree 2ပြောစရာမလိုဘူးလူတစ်ချီဘော်တွေနော်ဟိုမကျော်ပတ်တီတစ်လုံးနဲ့တင်ကနလေးခွဲတစ်ပတ်စာလေးလုံးခွေအဲ့ဒီကနကက်ကိုတကက်ချင်းခွဲပြီးလည်းရတယ်ဖော်ရင်ကဆက်လို့လည်းခွင့်ချစ်ဖို့တော့ခွင့်ပိုင်ရဖုန်းနံပါတ်3996553638ကိုဘယ်ဘက်ကနေတစ်စင်တွင်ညနေ9:00နာရီနောက်ဆုံးထားပြီးတော့ခွင့်ကိုဆက်သွယ်ပြလို့ရတယ်ပေါ့နော်။ခွင့်အနေနဲ့ဒီဖုန်းနံပါတ်တစ်လုံးပဲအသုံးပြုခြင်းဖြစ်ပါတယ်။အခြားဖုန်းနံပါတ်လုံးဝကိုမသုံးပါဘူးလေနော်။ Okay ဆိုခွင့်ဒီမှာ daily နဲ့တက်ပြလိုက်မယ်နော်။ပြီးမှရှင်းပြမယ်။ပို့ပြီးဆုံးလို့ကြည့်မယ်ဆိုရင်ချစ်ဖို့လို့အကျိုးကျေးဇူးအများကြီးရရှိစေပါတယ်ပေါ့နော်။ Okay ဆိုခွင့်ဒီမှာ daily နဲ့ရေးပြလိုက်မယ်။2026 3လပိုင်း3လပိုင်းနေရာမှာ6ရက်အထိနော်နေရာမှာ6ရက်အထိတပတ်စာမပြောက်ပတ်တီနော်မပြောက်ပတ်တီကတော့ခွန်းက3တလုံးပိုင်းနော်โอเคဆိုတော့ဒီ3မိုင်ကနော်ကွင်းရှိမှာတကယ်လို့ဗျာကိုကအကြောင်းမျိုးကြောင့်နော်ငွေလေးရတာခွဲပြတဲ့ချစ်ပေါ်လေးအကြောင်းမျိုးကြောင့်မဝင်ချင်းမဝင်နိုင်ဘူးတို့မဟုတ်စေဖို့ကစားတဲ့ချစ်ပေါ်လေးဆိုလို့ရှိရင်နော်အပြောတန်းကစားတဲ့ချစ်ပေါ်လေးဆိုလို့ရှိရင်ကွင်းကြီးမှာအဖွဲမွေးမှာနဲ့
နော်ပြီးတဲ့အခါမှာအကြောင်းမျိုးကြောင့်အဖွဲ့မဝင်တဲ့ချစ်ပေါ်ရလေဒါကွန့်ဒီ free ပြီးတဲ့3လုံးပိုင်းကိုစာတို့မောင်းပြန်ရှင်းသို့မဟုတ်ကိုတက်နိုင်တဲ့ငွေပမာဏနဲ့နော်ကိုတက်နိုင်တဲ့ငွေပမာဏနဲ့စိတ်ချက်ကစားလို့ရပါတယ် free ပြီးပြီဆိုရင်မဲ့လို့ခွန်းကဖြစ်ကလန်ဆန်ပြီးပြီးရောပြီးတာမဟုတ်ပါဘူးဒီမှာခွန်းတို့ကြည့်မယ်ဟေးဆိုလို့ရှင်မူဆိုင်ကတမှုနမှု3မှု4မှုလုံးပိုင်းက343ညနော်343ညโอเคပါဒီမှာလုံးဝခုမှငါရဲ့အတော်ဒီမှာလုံးဝခုမှထွက်သွားတယ်โอเคဒီမှာလည်းခွန်းတို့ကမူဆိုင်ကတမှုနမှု3မှု4ဒီမှာလည်းခွန်းတို့ကစပြီးတော့ကတ်သွားပြီစပြီးတော့ငြိမ်သွားပြီနော်ဒီမှာခွန်းတို့မူဆိုင်4ဆိုင်ကဒီမှာလည်းစပြီးငြိမ်သွားပြီတစ်ပိုင်းတစ်ပိုင်း3ပိုင်း3ပိုင်းတစ်ပတ်တော်တွေမှာလောကကိုမှ share ထွက်တယ်ရှင်းပိုင်း3ပိုင်းတစ်ပတ်တော်တွေမှာလောက share ထွက်တယ်3ပိုင်းအဲ့ဒီ3ပိုင်းကပတ်ပတ်ဆက်ကောင်းတယ်ဗျာဟုတ်ပြီလားပတ်ဆက်ကိုကောင်းပါတယ်တကယ်လို့လက်ကြီးသမားတွေဒီဗျာဟိုမကျော်ပတ်တီးတို့တစ်ပတ်စာလေးလုံးခွေလို့လိုက်တဲ့လက်ကြီးသမားတွေရတော့ဒီ free bet ကိုတော့ကွန်းကမကစားခြင်းစိတ်ချင်းမှုပေါ့နော်ဒါမှမကောင်းလို့မဟုတ်ဘူးကစားလို့လည်းရတယ်ဘာလို့ဟေးဆိုလို့ရှိရင်ပတ်တီးတစ်လုံးကို16ခွက်သူကဒီမှာကွန်းတစ်လုံးနဲ့တင်လိုက်တာနော်အချိန်လေကြောင်သွားဖြစ်မရတဲ့အတွက်ကြောင့်မလို့ဘာလို့ဟေးဆိုတစ်ပတ်စာကက်လေးတင်နေတာကကွန်းတောက်ချာနေညာကင်းတရားတာကိုနော်လက်ကြီးသမားတွေဆိုလို့ရှိရင်ကွန်းချီကိုလာခဲ့ပြီးဘာလို့ဆိုကွန်းကကွန်းရဲ့တင်ကနေအမြဲတမ်းထွက်တယ်ကွန်းကဟိုမကျော်ပတ်တီးပြီးရဲ့အခါမှာဟိုမကျော်ပတ်တီးတစ်လုံးနဲ့တင်က4ခွက်နော်အဲ့လိုပြီးတာအဲ့ဒါဆိုတော့လောကမှာ share ဆင်းပြီးတယ်တစ်ပတ်စာလေးလုံးခွေဆိုလို့ရှိရင်လေဒါလေးလုံးခွေပေးလိုက်တာနော်အဲ့ဒါလေးလောကမှာ share ဆင်းပြီးတယ်ဆိုတော့လက်ကြီးသမားတွေရနော်ကွန်းကိုဆက်သွယ်စေခြင်းတယ်နော်ဟိုလိုပေါ့လေဗျာဒီစာတုကတ်တွေပေါ့နော်ဟိုမကျော်စာတုကတ်တွေတစ်ပတ်စာလေးလုံးခွေတွေလိုက်တဲ့လက်ကြီးသမားတွေရနော်ကွန်းကိုဆက်သွယ်စေခြင်းတယ်နော်โอเคပါဆိုတော့ဒါတော့အကြောင်းမျိုးကြောင့်အဖို့မဝင်နိုင်တဲ့ချစ်ပေါ်ရင်နဲ့နော်ဟိုဈေးဘိုးစားတဲ့ချစ်ပေါ်တွေကတော့ဒီ3လုံးပိုင်းကို share ခံလို့ရတယ် free ပေးပဲဆိုမဲ့လို့ဖြစ်တဲ့ခံပြီးတာမဟုတ်ပါဘူးတတိချာလေး CC ပြီးတော့မှပြီးချင်းဖြစ်ပါတယ်ဆိုခွန်းတို့2026 3လပိုင်း2ရက်နေ့မှာ6နေ့ဒီခွန်းတင်လိုက်တဲ့တပတ်သာ share မပြောက်ပတ်ဒီ3လုံးပိုင်းနဲ့ share တီမီအစီမီကန်အောင်ပါစီဆိုတော့ကိုယ့်ရဲ့ဗီဒီယိုပိုင်းကိုအစားနေအဆုံးထိကြည့်ပြီးလို့ကြားနေတဲ့ဟေးဆိုလို့ရှိရင်ကိုယ့်ဘက်မှာ yes လို့ချက်လောက်မှမျိုးပါချစ်ပေါ်တွေမှန်ချက်ကုန်းနဲ့အားသေးတစ်ခွက်ဖြစ်ပါတယ်ဆိုတော့ခွန်းတို့လမ်းဘက်မှာလဲ3လပိုင်းမှာလဲခွန်းတင်လိုက်တဲ့3လုံးပိုင်းနဲ့ share တီမီအစီမီကန်အောင်ပါစီ okay ပါအားလုံးပဲအားပါခင်ဗျာ